ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်အာမခံ10နှစ်ပါတဲ့ brand တစ်ခုနဲ့မိတ်ဆက်ပေးမယ်အာမခံ10နှစ်အာမခံအကျန်းစား brand တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်เนาะအကောင်လေးကတော့ဗာလဲဆိုတော့ customer တွေလုံးဝ China brand မသုံးချင်ဘူးเนาะ China brand မသုံးချင်ဘူးလုံးဝ Urea brand ကိုသုံးချင်တယ် China brand ကိုမသုံးချင်တယ်လို့ပဲကျွန်တော်တို့ဒီကောင်လေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗာလေးလည်းကြည့်ရအောင်เนาะကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခုနကပြောထားတဲ့အာမခံ10နှစ်เนาะအကျန်းစားအာမခံ10နှစ်ပေးထားတဲ့ brand လေးကိုကျွန်တော်မိတ်ဆက်ပေးမှာပါဖြစ်ပါတယ်အကောင်လေးကဗာလဲဆိုတော့ Haiya brand လေးဖြစ်ပါတယ် Haiya brand ကိုဒီကောင်ဗာလဲဆိုတော့ Urea brand လေးပေါ့နော်ကျွန်တော်တို့လုံးဝ China brand မသုံးချင်ဘူး Urea brand လေးသုံးချင်တဲ့ customer တွေအတွက်ဒီကောင်လေးကိုကျွန်တော်တို့ကြော်ညာခြင်းဖြစ်ပါတယ်เนาะဒီကောင်လေးကိုမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ဒီကောင်လေးကဆိုရင်ကျွန်တော်တို့တကောင် PC ကိုမှကျွန်တော်တို့15သိန်းခွဲပဲကြာမှာဖြစ်ပြီးတော့တကောင်ခွဲကိုတက်ဆင် PC မှာကျွန်တော်တို့18သိန်းပဲကြာမှာပါကျွန်တော်တို့တက်ဆင် PC မှာဗာတွေဗာလဲဆိုတော့ frame ပါမယ် seat cap ပါမယ် J-bike ပါမယ် installation ပါမယ် transportation ပါမယ်ပြီးရင် drain pipe ပါမယ်ပြီးရင် accessory ပေါ့နော်ကျန်တဲ့ accessory တွေလည်းပါမှာပေါ့နော်ကျွန်တော်တို့အိမ်ရောက်တက်ဆင် PC နဲ့ကျွန်တော်တက်ဆင်ပေးမှာဖြစ်ပါတယ်စက်ကြီးပဲတီးတန့်လိုချင်တဲ့အတွက်လည်းကျွန်တော်တို့စက်ကြီးပဲလည်းရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ China ကွန်ဆက်အောင်စာပေကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့2668546339 399185145999ကိုတိုက်ရိုက်ခေါ်လို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာဒီလိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ